Come to grandma's lap, come and clap, clap, clap. ကလေးတို့ရဲ့ပုံမြင်ကပါအပွားရဲ့ရင်အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့အာရှနိုင်ငံတွေကတနိုင်ငံဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့ရိုးရာပုံမြင်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်ပုံမြင်လေးရဲ့နာမည်ကရွှေငါတဲ့တူတူနားထောင်ကြရအောင်နော်ဟိုးရှိတုန်းကကမ္ဘောဒီးယားနိုင်ငံရဲ့ချောင်းကန်နာလေးရွာလေးတွေမှာစိတ်သဘောထားပြုစင်တဲ့ငါးတဲ့ဖိုးကိုကတ်နဲ့သူ့ရဲ့ဇနီးတို့ကိုခံရပါနေ့တော့ကတ်ကသူ့ရဲ့ပိုက်ပုံကိုယူပြီးငါးရှာထက်လာတယ်ဒီကနေ့လေးရောက်တဲ့အခါမှာပါလာတဲ့ပိုက်ပုံကိုအားပြည့်လွယ်ပြီးပြစ်ချထားလိုက်တယ်ပိုက်ပုံကိုပြန်ဆွဲထည့်လိုက်တဲ့အခါရွှေရောင်တစ်ကောင်မိနေတာကိုတွေ့ရပါတယ်ပိုက်ကွန်ရဲ့ရွှေငါးလေးကမျိုးလုံးလေးကလေးကလေးဖြစ်နေတာကိုတွေ့ရတော့ကတ်ကနှောင်းသွားတယ်ရေထဲပြန်ချပေးပါအကျိုးများစွာခံစားရပါလိမ့်မယ်ငါ့အောင်တက်ပါနဲ့ရေကန်လေးကိုပြန်ချပေးပါအကျိုးများစွာခံစားရပါလိမ့်မယ်လို့ခင်ဗျားလေးကပြောလိုက်တာကိုကြားရတော့ကတ်ကပို့ပြီးငေါသွားရအထက်တလန်လေးဖြစ်သွားတယ်လေဘာလို့ရမှန်းမသိလည်းဖြစ်သွားတယ်ဒိတ်ကလည်းစမ်းနေပြီဒိတ်ကွန်လေးကရွှေအောင်ငါးလေးနာကျင်စွာခံစားနေရတာကိုတွေးတော့လေသနာသွားတော့ဖရာသခင်စောင့်ရှောက်ပါစေတင့်ကိုငါအလိုမရှိပါတင့်ကိုကိုကြီးစောင့်ရှောက်နိုင်ပါစေတင့်ကိုငါအလုံးမရှိပါဘူးလို့ပြောပြီးတက်ကရွှေငါးလေးကိုရေထဲကိုပြန်လွှတ်လိုက်ပါတယ်ညဘက်ရောက်တဲ့အခါတက်ကသူ့ဇနီးကိုနေလေရဖြစ်ပြန်ကိုပြန်ပြောပြတဲ့အခါသူ့ဇနီးကလွန်ဒေါသထွက်သွားတယ်ရှေရွှေငါးစီမှာဆန်နဲ့ရေကိုသွားတောင်းပါအေးပါကွာရှင်တယ်လိုက်ပါလားဒီမှာစားစရာဘာမှမရှိပဲနဲ့ရှင်မဖြစ်လို့ရွှေငါးလေးကိုပြန်လွှတ်လိုက်ရတာလေသူ့ဇနီးကဒေါသတကြီးနဲ့ပြောလိုက်တယ်ရှင်ပြောတာအမှန်ပဲလားသူ့ဇနီးကထပ်ပြီးမေးတော့ကက်ကလည်းဟေးအမှန်ပဲလို့ပြန်ဖြေလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ရွှေငါးစီကိုပြန်သွားပြီးဆန်တဲ့ရေကိုတတ်တော့ကျမတို့မှာရေထည့်စရာရေအိုးကကွဲနေပြီလို့သူ့ဇနီးကကက်ကိုထားလိုက်တယ်ကလည်းသူ့ဇနီးစေကိုမလို့ဆန်နေတာကြောင့်မို့လို့ရွှေငါးကလေးရှိရာရေကန်ကိုသွားရွှေငါးလေးရေမင်းကိုတွေ့ကျင်တယ်ရွှေငါးလေးရေတင့်ကိုငါတွေ့ကျင်တယ်လို့ဟောခေါ်လိုက်တဲ့အခါရေကန်ထဲမှာရှိတဲ့ကြီးတွေကရွှေရောင်လေးတွေတွလဲလက်ထားတာရွှေငါးလေးတစ်ကောင်ပေါ်လာတယ်တငါသည်အဖိုးအိုဘာအလိုရှိပါသလဲဟိုးတငါတဲ့ကျွန်တော်စီမှာဘာများအလိုရှိလို့လဲလို့ရွှေငါးလေးကမေးလိုက်တဲ့အခါကက်ကဆန်တဲ့ရီကိုလိုရှိပါတယ်ကျွန်ုပ်ကိုကူညီနိုင်မလားလို့ကူညီတောင်းလိုက်တယ်ကူညီနိုင်ပါတယ်အင်ကိုသာပြန်သွားပါဘုရားသခင်ကူညီဆောက်ရှောက်ပါလိမ့်မယ်လို့ရွှေငါးကလေးကပြန်ပြောလိုက်တယ်တန်ငါတဲ့အဖိုးကြီးကက်ကလည်းအင်ကိုပြန်ရောက်တဲ့အခါသူ့အိမ်ထဲမှာရေအိုးအသစ်နှလုံးနဲ့ထမင်းတူတွေတွေ့ရတဲ့အခါလွန်မင်းဝမ်းသာအရာဖြစ်သွားတယ်ဒါပေမဲ့အဖွားကြီးရဲ့လောဘကတော့မတတ်နိုင်ဘူးဖြစ်နေတယ်တင်တော်တော်မဲတာပဲဘာဖြစ်လို့ပုံမတောင်းခဲ့တယ်လဲကျမအိမ်ကြီးကြီးအစ်စ်တစ်လုံးလိုချင်တယ်အေးပါကွာကျမအိမ်အစ်စ်ကြီးတစ်လုံးလိုချင်တယ်သွားရွှေငါးစီပြန်သွားပြီးတက်တောင်းပါလို့ထပ်ခင်မြန်တယ်ဒီလိုနောက်တနေ့မနက်မိုးလင်းတော့တက်ကရွှေငါးလေးရှိတဲ့ရေကန်ကိုပြန်သွားခဲ့တယ်ရေကန်ကရေတွေကတာမန်ထက်နောက်ကြီးအားလေးကိုခေါ်လို့ရပါမလားလို့တော့တက်ကစိုးရိမ်နေဟုတ်ပါတယ်သူစိုးရိမ်နေပါပဲရွှေငါးလေးကိုသက်ခါထည့်ပါအချိန်တော်တော်ကြာမှရွှေငါးလေးကိုပြီးပေါ်လာတယ်တငါသည်အဖိုးအိုဘာအလိုရှိပါသလဲဘာအလိုရှိပါသလဲလို့ရွှေငါးလေးကမေးလိုက်တယ်ကျွန်ုပ်ရဲ့အဖွားကြီးအတွက်တင့်တော်တဲ့အိမ်လေးတစ်လုံးလိုချင်ပါလေငါအိမ်ကြီးအစ်စ်တစ်လုံးလိုချင်တယ်လို့တက်ကပြန်ပြောလိုက်တယ်အဲ့ဒီအခါငါကလေးကဖြစ်ရပါစေမယ်ဘုရားသခင်ကကိုကြီးဆောက်ရှောက်ပါလိမ့်မယ်လို့ပြန်ပြောလိုက်တယ်ကဲလေသူ့ရဲ့တဲ့အိမ်ကြီးကိုဝမ်းသာအားရနဲ့အမြင်ပြန်သွားလိုက်တယ်ရင်သူတို့ရဲ့တဲ့အိမ်ငယ်နေရာမှာလုံလပါတဲ့တိုက်မိုးကအစ်စ်တွေနဲ့တွေ့လိုက်ရတယ်လို့သူ့ဇနီးတွေကလည်းစုပ်ပုတ်နေတဲ့မျက်နှာနဲ့သတင်းပေါက်မှာမတည့်ရနေတာကိုတွေ့လိုက်ရတယ်
ထဲကိုပေးရင်ညစ်ပတ်နေတဲ့ဝတ်တွေနဲ့ဝင်မလာနဲ့ကျမကိုလှပတဲ့မြို့သမီးငယ်တယောက်ဖြစ်အောင်လုပ်ပေးဖို့ရွှေငါးကိုတော့ပြန်ပြောကြလို့သူ့စလေးတွေကကြောက်ထက်ခံလိုက်ပြန်တယ်ကက်ကသူ့မိမစကားကိုမလွန်ဆိုင်နိုင်တာကြောင့်ရေကန်ဘက်ကိုဝန်းနဲ့ဆောင်နဲ့ပြန်သွားတယ်သူဤကန်ကိုရောက်တဲ့အခါကန်ရီကပို့ပြီးတော့နောက်ပြီးမိုးတွေကလည်းချုံလာတယ်ရွှေငါးလေးကိုကြိမ်ချင်းအုပ်ခေါ်လဲရွှေငါးလေးကပေါ်မလာပါဘူးအချိန်တော်ဤကြာမှရွှေငါးကလေးကပေါ်လာတယ် တငါသည်အဖိုးအိုဘာအလိုရှိပါသလဲ ဘာလို့ရှိပြန်တယ်လဲတငါတဲ့ဖိုးကြီးလို့ရှင်ကားလေးကမေးလိုက်တဲ့အခါကျွန်တော်မိမကိုချမ်းသာကြွယ်ဝပြီးလှပတဲ့မြို့သမီးငယ်လေးတယောက်ဖြစ်လုပ်ပေးပါလို့ကက်ကတောင်းဆိုလိုက်တယ်။ဘုရားသခင်ကကိုကြီးဆောက်ရှောက်ပါလိမ့်မယ်။ပျော်ရွှင်စွာနဲ့အင်ကိုသာပြန်ပါလို့ငါကလေးကပြောလိုက်တယ်။တငါတဲ့ဖိုးကြီးအင်ကိုပြန်ရောက်တဲ့အခါမှာကြည်ကြဲခံထားတဲ့နန်းတော်ကြီးတစ်ဆောင်နဲ့တာယာလှပတဲ့ဥယျာဉ်ခြံတို့ကိုသူ့ရဲ့အိမ်နေရာမှာတွေ့ရတဲ့အတွက်အလွန်ကိုအံ့ဩသွားတယ်။ဒါကြောင့်သူကအိမ်တကားကိုခောက်လိုက်တဲ့အခါအစီကံတယောက်ထွက်လာတယ်။ညစ်ပတ်ပြီးရင်နေတဲ့ကိုကိုစက်တက်ကြည့်လိုက်ပြီးအစီကံကဘာလို့ရှိပါသလဲလို့မေးလိုက်တဲ့အခါတက်ကငါမိမနဲ့စကားပြောချင်တယ်လို့ပြန်ပြောလိုက်တော့သူမိမဖြစ်တဲ့သူကနားကိုရောက်လာတယ်။ကဲမမမိနိုင်လောက်ကိုလုံးကိုလှပတင်တင်နေတယ်လို့စိန်လက်စွပ်တွေလက်ဝတ်ရတနာတွေနဲ့တဝန်းဝန်းတလက်လက်နဲ့တောက်ပြောင်နေတယ်ပေါ့လေကက်ကမိမဒီတစ်ခါမင်းကျင်နေသွားပြီမဟုတ်လားလို့မြင်လိုက်တော့သူမိမဖြစ်တဲ့သူကသူ့ကိုငဲ့ဆောင်ကြည့်ပြီး အဖိုးကြီးရွှေငါးကိုဖမ်းပေးပါကျမသူ့ကိုလိုရခိုင်းခြင်း မဖြစ်နိုင်ဘူးမင်းရက်ဆက်လွန်းရကြမယ် ဖိုးကြီးရွှေငါးကလေးကိုဖမ်းပေးပါကျမသူ့ကိုလိုရခိုင်းကျင်တယ်လို့ပြောလိုက်တယ်မဖြစ်နိုင်ဘူးမင်းရက်ဆက်လွန်းရကြနေမယ်လို့ကက်ကပြန်ပြောလိုက်တယ်အဲ့ဒီအခါသူမိမဖြစ်တဲ့သူကစီကံတွေကိုကက်ကိုအိမ်ထဲပေးမဝင်ဘူးပြောခဲ့ပြီးတဲ့ထွက်သွားလိုက်တယ်ကက်ဟာမြင်းဆောင်ထဲမှာလာပေါင်းများစွာအလုပ်လုပ်နေရတယ်နန်းတော်ကြီးစီကိုလည်းဝင်မရအောင်ပေါ့လေတည့်ရရောက်တော့သူ့ဇနီးကသူ့ကိုနန်းတော်ကိုခေါ်ပြီးရှင်ရွှေငါးစီကိုပြန်သွားပါလို့ပြောတော့မင်းကဘာလို့ရှိပြန်တယ်လဲလို့ကက်ကပြန်မေးတဲ့အခါ ကျမဘယင်မဖြစ်ချင်တယ် စင်ရဲနွမ်းပါတဲ့ဘဝကလာပြီးဘယင်ဖြစ်ချင်လားကို့ဆွေမျိုးသားချင်းတွေကိုမရှက်ဘူးလား ရှင်ချက်ချင်းသွားပါရှင်မျက်နှာကိုနောက်တစ်ချိန်မမြင်ကျင်တော့ဘူး ကျမဘယင်မဖြစ်ချင်တယ်လို့သူ့မိမကပြောတယ်ကဲဟာဒီခါမှာအလန်တကြားကိုဖြစ်ပြီးအောင်လည်းအောင်သွားရတယ်ဒီရနံပါတဲ့ဘဝကလာပြီးဘယင်မဖြစ်ချင်တာလားကို့ဆွေမျိုးသားချင်းတွေကိုမရှက်ဘူးလားငါတို့အားလုံးဟာယူသားဖြတ်မဲ့တဲ့သူတော်ကောင်းတွေပါလို့ကက်ကပြောပေမဲ့ရှင်ချစ်ချင်းသွားပါရှင်မျက်နှာကိုနောက်တစ်ချိန်မမြင်ချင်တော့ဘူးလို့ပြောဝချမ်းသာနေတဲ့မိမငယ်ကြီးပြောလိုက်တယ်အဖိုးကြီးကအင်မတန်ကိုကြောက်ရွံ့သွားတယ်ဒါပေမဲ့သူ့မိမကိုချစ်တာကြောင့်ရေကန်စီကိုပြန်သွားခဲ့ပြန်ပါတယ်ရေကန်ရဲ့ရည်ပင်ကလည်းလွန်မှောင်မဲ့နဲ့ပဲရှိတယ်ကောင်းကင်တစ်ခုလုံးလည်းလေမုန်နဲ့ကြားမဲ့တဲ့ပေါ်နေတယ်အဖိုးကြီးကရွှေငါးလေးကိုအတန်တုံတုံကြီးနဲ့အော်ခေါ်လိုက်တယ်အချိန်တော်တော်ကြီးကြာမှရွှေငါးလေးပေါ်လာတယ် တငါသည်အဖိုးအိုဘာအလိုရှိပါသလဲ သင်္ကားတဲ့ဖို့ဘာလို့ရှိပြန်ပါသလဲလို့ရွှေငါးလေးကမေးတဲ့အခါကဟာရုတ်တရက်မဖြစ်နိုင်ပဲညီသက်နေတယ်ဖို့ပြောပါဘာဒုက္ခရောက်နေပါသလဲလို့ရွှေငါးလေးကထပ်မံမေးလိုက်တယ်အဲ့ဒီအခါကက်ကသူ့ဇနီးဟာဘယင်မဖြစ်ချင်နေတဲ့အကြောင်းလူတိုင်းပေါ်မှာဒီဘုအာနာရှိချင်နေတဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာရွှေငါးလေးကအမိကိုစက်မပြတ်လုပ်ခံနေတယ်။ခင်ရင်ကလည်းကြီးမားတဲ့လှိုင်းတဘိုးတွေထားခဲ့ရှိ။အဲ့ဒီအချိန်မှာရင်းထန်တဲ့မုန်တိုင်းကြီးကကြွာလေးနဲ့တန်ရီတွေပေါ်မှာကြာရောက်တယ်။ရွှေငါးလေးဟာလည်းဒီထဲမှာပျောက်ပြီးသွားတယ်။နောက်ဆက်ဘယ်တော့ခါမှသင်ပုံမှာကိုအိုဟာဒီထဲရှင်တဲ့မုန်တိုင်းကြားထဲကနေနန်းတော်စီကိုပြန်သွားခဲ့တယ်။နန်းတော်နဲ့နီးကပ်လာလေးအဖိုးအိုအောင်ဝသွားပြီးဖြစ်ရတယ်။နန်းတော်ကြီးကလည်းမုန်တိုင်းနဲ့တူပါသွားခဲ့ပြီ။မရှိတော့သူ့စနီးတဲ့ဟာလည်းငကုံမူရင်းအသက်တန်းပုံမင်းလာပြီးဝတ်စားတွေကလည်းအောင်းလွန်းသူတို့ရဲ့ဒိတ်ရှိမှထိုင်းနေတာကိုတွေ့လိုက်ရတယ်
သူမမှာအဝတ်စားအကောင်းနဲ့လက်ဝတ်တကြအကောင်းစားတွေမရှိတော့ဘူးသင်္ကားတဲ့ဘဝနဲ့လင်မယားနဲ့အတူတကွပြန်နေဝင်ရတာကဲဟာလုံဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ဇာတမြနဲ့ကျင်းတဲ့ကြပြီးသင်္ကားတဲ့ဘဝကိုခုံမင်းပြောရှင်စွာနဲ့တစ်သက်လုံးတွေ့ရပါတယ်ဒီပုံမြင်လေးကတော့ကမ္ဘောဒီးယားရိုးရာပုံမြင်လေးဖြစ်ပါတယ်မြန်မာပုံမြင်ထဲမှာလည်းစင်ဒီယိုမာပုံမြင်လေးတွေရှိပါတယ်နောက်တစ်ပတ်မှာစင်ဒီယိုမာပုံမြင်လေးတွေကိုချက်ပြီးဖတ်ပြပါဦးမယ်အချိန်ပေးပြီးနားထောင်ကြလို့ဒီလိုအများကြီးတင်ပါတယ် Welcome to Grandma's Lap. Come and clap, clap, clap. ကလေးတို့ရဲ့ပုံမြင်ကပါအပွားရဲ့ရင်ခွင် Yeah, it's Grandma's Lap. Wisdom from the past.